brother တို့ကဂိမ်းဆော့ရလည်းမကြသေးဘူး MLN အကြောင်းကိုလည်းမသိသေးဘူးဆိုရင်ဒီဗီဒီယိုက bro အတွက်ပါပဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဗိတ်ပါဒီနေ့ဗီဒီယိုမှာတော့ MLN အကုန်လုံးရဲ့အကြောင်းကို bro ကိုကျွန်တော်ကနားလည်ရလွယ်အောင်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဂိမ်းဆော့ရမကြသေးဘူး MLN အကြောင်းကိုနားမလည်သေးဘူးဆိုတဲ့ brother အနေနဲ့ဒီဗီဒီယိုကိုကြည့်ပြအောင်ကြည့်ကြပါလို့ပြောချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဒါနဲ့ဒီဗီဒီယိုလေးရဲ့တနေရာရာမှာကျွန်တော် keyword လေးဖောက်ပေးထားပါတယ် bro အနေနဲ့အဆုံးထိကြည့်ကြမယ်လို့လည်းမျှော်လင့်ပါတယ်ပထမဆုံးအနေနဲ့ဒီမှာဆိုရင် MLN ကြီး၈ခုတောင်ရှိမှာပဲဖြစ်ပါတယ်ဒါကကိုမို့ MLN တန် MLN Assassin MLN နဲ့မေး MLN Fighter MLN Support MLN နဲ့ Maximum MLN ဆိုပြီးတော့ MLN ၈ခုရှိမှာပါဒီ MLN တွေကိုအခုမြင်နေရတဲ့အတိုင်းပဲဒီက MLN ၈ခုရယ်ဒီက MLN ၈ခုရယ်နဲ့ဒီက MLN 10ခုတို့ကထောက်ပံ့ပေးထားပါတယ်ဆိုတော့ဒီ MLN တွေအကုန်လုံးကဘယ်လိုမျိုးလုပ်လာလဲဆိုတာကိုကျွန်တော်အခုရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့အပေါ်ဆုံးမှာရှိရဲ3ဆိုတဲ့ MLN မှာဒီ MLN ကိုကျွန်တော်တို့ကဆက်ထားမယ်ဆိုရင်เนาะဆက်ဆောက်အတက်တစ်ချက်ကိုရရှိမှာဖြစ်ပါတယ်အတက်တစ်ချက်ဆိုတာကတော့ brother အနေနဲ့တကယ်လို့ physical damage ထွက်တဲ့ hero တွေခြင်ထားမယ်ဆိုရင်ဆက်ကြောက် physical attack ကိုရရှိမယ်တကယ်လို့ magic power နဲ့ဆော့ရတဲ့ hero မျိုးတွေခြင်ထားမယ်ဆိုရင်เนาะဆက်ကြောက် magic power ကိုရရှိမယ်အဲ့လိုမျိုးအလွယ်မှတ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ switch ဆိုတဲ့ MLN လေးပါဒီ MLN ကိုကျွန်တော်တို့ကယူထားမယ်ဆိုရင်10ခိုင်တော့ extra attack speed ကိုရရှိမှာဖြစ်ပါတယ်ဒီ MLN အကြောင်းကတော့ဒီလောက်ပဲမို့လို့နောက်ထပ် MLN တစ်ခုစီကိုဆက်သွားလိုက်ကြရအောင်နောက်ထပ် MLN တစ်ခုကတော့ vitality ပဲဖြစ်ပါတယ်ဒီက vitality ဆိုတဲ့ MLN ကိုယူထားမယ်ဆိုရင်เนาะ225အပူသွေးကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီက rapture ဆိုတဲ့ MLN လေးပါဒီ MLN ကိုယူထားမယ်ဆိုရင်เนาะ adaptive penetration ကို9ခုထိရရှိမှာဖြစ်ပါတယ် adaptive penetration ဆိုတာကတော့ဘာနဲ့တူလဲဆိုရင်ဥပမာ Malefic Roll နဲ့တူပါတယ် Malefic Roll လိုမျိုးပဲထိုးပေါက်နိုင်ဆောင်ကိုရရှိရဖြစ်ပါတယ်နောက်တစ်ခုကတော့ Inspire လို့ခေါ်တဲ့ DMLN လေးပါDMLN ကိုကျွန်တော်တို့ကယူထားမယ်ဆိုရင်เนาะ Quarter Reduction 900ခန့်ကိုရရှိမှာဖြစ်ပြီးတော့ Mana Vision ကိုလည်းနေ့ထိရရှိမှာဖြစ်ပါတယ်နောက်တဲ့ MLN ကတော့ Finance ဆိုတဲ့ MLN လေးပါDMLN ကိုယူထားမယ်ဆိုရင်ကျွန်တော်တို့က Extra Physical Defense နဲ့ Magic Defense ကိုရှေ့ထိရရှိမှာဖြစ်ပါတယ်နောက်ထပ် MLN တစ်ခုကတော့ Agility ဆိုတဲ့ MLN လေးပါဒီ MLN ကိုဆက်ထားမယ်ဆိုရင်เนาะ400ခန့်တော့ Extra Movement Speed ကိုရရှိမှာဖြစ်ပါတယ်နောက်ထပ် MLN လေးကတော့ Fate ဒီ MLN လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ MLN လေးကိုဆက်ထားမယ်ဆိုရင်900ခန့်တော့ Extra Critical Chance နဲ့900ခန့်တော့ Extra Critical Damage ကိုရရှိမှာဖြစ်ပါတယ်နောက်ထပ် MLN တစ်ခုကတော့ဒီက6လောက်ကြွနေတဲ့ပုံလေးနဲ့ MLN ဖြစ်ပါတယ်ဒီ MLN ကိုကျွန်တော်တို့ကယူထားမယ်ဆိုရင်ဂျန်ဂယ်ထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေအခုလိုမျိုးမြစ်ထဲမှာပဲဖြစ်ဖြစ်6သွားနေမယ်ဆိုရင်1000ခန့်တော့ movement speed အပူကိုရရှိမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုရရှိတာကတကယ်လို့ကိုက enemy နဲ့ချလိုက်မယ်ဒါမှမဟုတ်လေ enemy ကကိုယ်လာချလိုက်မယ်ဆိုရင်တော့900ခန့်တော့ပဲရရှိရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တကယ်လို့ကိုက enemy နဲ့ချနေရင်လည်းပြန်ပတ်သွားပြီးတော့ခဏလောက်နေရနဲ့1000ခန့်တော့ပြန်ပြောင်းသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Season Hunter ပါ Season Hunter ဆိုတဲ့ MLN လေးကိုကျွန်တော်တို့ကယူထားမယ်ဆိုရင်တော့လော်ဒီတာတယ်တွေကိုပေးတဲ့ damage က15ခန့်လုံးထိကိုတိုးမြင့်သွားမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့က damage 100ထွက်တယ်ဆိုရင် MLN ကိုယူထားမယ်ဆိုရင်တော့ damage 115စီထွက်မှာဖြစ်ပါတယ်ဒါကတော့ brother အလယ်မှတ်လို့ရအောင်လို့ကျွန်တော်ပြောပြတာပါအခုရှိတာက DMLN ယူပြီးတော့လော်ရီတာတယ်တွေကို damage ပေးရဆိုရင်15ခန့်လုံးအပူရရှိရဆိုပေမဲ့တကယ်လို့ကိုကဘတ်တွေဒါမှမဟုတ်လည်း crit ကိုသွားပြီး damage ပေးမယ်ဆိုရင်တော့ DMLN ရဲ့တဝက်ကိုပဲရရှိမှာဖြစ်ပါတယ်ဥပမာ15ခန့်လုံးရဲ့တဝက်ဆိုတော့12.5ပဲရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Tenacity ပဲဖြစ်ပါတယ်Tenacity ဆိုတဲ့ MLN ကိုကျွန်တော်တို့ကယူထားမယ်ဆိုရင်တော့ကိုယ့်ရဲ့သွေးရ90ခန့်တော့ရောက်သွားပြီဆိုတာနဲ့ damage reduction ကို900ခန့်လုံးထိရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Master Assassin ဆိုတဲ့ MLN လေးပါဒီ MLN လေးကတော့အရင်တုန်းကချောင်ပရိုလေးတွေအကြိုက်ဖြစ်ခဲ့ပါတယ်အခုနောက်ပိုင်းတော့ဘာလို့တိတ်ပြီးထိတ်မစောကြရလဲတော့ကျွန်တော်လည်းမသိဘူးဒီ MLN ကိုယူထားမယ်ဆိုရင်ကျွန်တော်တို့က enemy hero နဲ့ 1by1 ဖြစ်နေတဲ့အချိန်မျိုးမှာဆိုရင်ကိုပြလိုက်တဲ့ damage က900ခန့်လုံးထိတိုးသွားမှာဖြစ်ပါတယ်နောက်ထပ် MLN တစ်ခုကတော့ Bargain Hunter ဆိုတဲ့ MLN ပါဒီ MLN ကိုယူထားမယ်ဆိုရင်တော့ item တွေရဲ့ဈေးနှုန်းတွေကို900ခန့်လုံးကျွန်တော်တို့က discount နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ဥပမာ item တစ်ခုက900နဲ့ဝယ်ရမယ်ဆိုရင်ဒီ MLN ကိုယူထားမယ်ဆိုရင်တော့95နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်နောက်ထပ် MLN တစ်ခုကတော့ Festival Blood ပါ Festival Blood ဆိုတဲ့ MLN ကတော့ spare ban ပေးရ MLN ပဲဖြစ်ပါတယ်ဒီ MLN ကိုယူထားမယ်ဆိုရင်တော့ကျွန်တော်တို့က600လုံး spare ban ကိုရရှိမှာဖြစ်ပါတယ် spare ban ဆိုတာကတော့ spare ban ကိုတွေးတတ်တာလို့ brother ကမှတ်ထားလို့ရပါတယ်တကယ်လို့ hero key တွေအစ်စ်တွေရလာမယ်ဆိုရင် hero key တစ်ကောင်ကို 0.5% ထိတိုးပြီးတော့မှဖြစ်ပြီးတော့ stat 12ခုထိစုလို့ရပါတယ် stat 12ခုပြည့်သွားမယ်ဆိုရင်တော့ဒီက600ခန့်လုံးပဲရှိတဲ့ spare ban ကနေပြီးတော့1200ခန့်လုံးတော့ဖြစ်သွားမှာပါအဲ့တော့1200ခန့်လုံး spare ban ဆိုတာကတော်တော်လေးကိုများတဲ့ပမာဏဖြစ်ပါတယ်ဒါကြောင့် brother အနေနဲ့ hero key တွေအစ်စ်တွေဝယ်ထဲမှာယူနိုင်မယ်ဆိုရင်တော့ဒီ MLN ကိုခြင်ထားတာကလုံးဝရွှေပါပဲနောက်တစ်ခုကတော့ပူးရွာ set together ဆိုတဲ့ MLN လေးပဲဖြစ်ပါတယ်ဒီ MLN လေးကိုယူထားမယ်ဆိုရင်ကျွန်တော်တို့က battle spell တွေရဲ့ cooldown တွေကို1200ခန့်လုံးထိလျှော့ချနိုင်မှာဖြစ်ပါတယ်ဥပမာ retribution ရဲ့ cooldown က35စက္ကန့်ကြာပါတယ်ဒါကိုကျွန်တော်တို့ကဒီ MLN ကိုယူထားမယ်ဆိုရင်တော့အခုမြင်ကြတဲ့အတိုင်းပဲ retribution ရဲ့ cooldown ကလည်းလျော့သွားမှာဖြစ်ပါတယ်ဒါလည်းမကသေးပါဘူးကျွန်တော်တို့က hero key တစ်ကောင်ဒါမှမဟုတ်အစ်စ်တစ်ကောင်ရပြီဆိုတာနဲ့
တိရကနှုံးစီတိုးပေးမှာဖြစ်ပြီးတော့ရှစ်စတက်တိစုလို့ရပါတယ်ဆိုတော့ကျွန်တော်တို့က POK ရဲ့အစစ်တွေပေါင်းပြီးတော့10ခုလောက်ထိရှိသွားမယ်ဆိုရင် Quorum Rejection က20အောင်ရရှိမှာဖြစ်ပါတယ်20ဆိုတဲ့ပမာဏကနည်းတာမဟုတ်ဘူးပြီးတော့ Battle Spell ကိုQuorum ပေးရဆိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်ဒါကြောင့်မို့ Brother အနေနဲ့ဥရဆက်သူခဲ့သားကိုယူရမယ်ဆိုရင် POK ရဲ့အစစ်တွေကိုလည်းမြမရအောင်နိုင်မှုလိုအပ်ပါတယ်ဒါမှပဲဒီအမလန်ကိုသုံးရတာတော်တော်လေးတန်မှာဖြစ်ပါတယ်နောက်တစ်အမလန်တစ်ခုကတော့ Weapon Master ပါ Weapon Master ဆိုတဲ့အမလန်လေးကိုယူရမယ်ဆိုရင်တော့item တွေအမလန်တွေကရတဲ့ Magic Power နဲ့ Physical Attack ကိုရှေ့ကနေတိုးပြီးမှဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကဒီ item 6အောင်ဆက်လို့ damage 100ရမယ်ဆိုရင်ဒီအမလန်ကိုကင်ထားမယ်ဆိုရင်တော့180ထိရရှိမှာဖြစ်ပါတယ်နောက်တစ်အမလန်တစ်ခုကတော့ Impure Rain ပါ Impure Rain ဆိုတဲ့အမလန်ကိုကျွန်တော်တို့ကယူရမယ်ဆိုရင် enemy ကို damage လမ်းပေးလိုက်တဲ့အချိန်မှာကိုပေးလိုက်တဲ့ damage က enemy တို့ရဲ့400%လောက်ကိုထိသွားမယ်ဆိုရင် attack damage အပူရရှိမှာဖြစ်ပြီးတော့ mana ကိုလည်း200%ပြန်တက်စီမှာဖြစ်ပါတယ်တကယ်လို့ကိုကိုင်နာတဲ့ hero က mana မပါတဲ့ hero တွေဆိုရင်တော့ကျွန်တော်တို့သူရဲ့100%ကိုပြန်ရရှိမှာဖြစ်ပါတယ်ဒီမှာဆိုရင် bro ကိုပေးဖို့အတွက်ကျွန်တော် Starlight ကတက်ကသွားဝယ်လိုက်ပါမယ်ပထမဆုံးအနေနဲ့ Starlight ကတက်ကကိုပေါက်သွားတဲ့ brother ကတော့ဒီတရားဝက်ဖြစ်ပါတယ် bro အနေနဲ့ဘေးမှာပြထားတဲ့ကျွန်တော်ရဲ့ Telegram အကောင့်လေးကနေပြီးတော့ QA ကိုလာထုတ်လို့ရပါတယ်နောက်တစ်ရက်နေလို့မှလာမထုတ်ဘူးဆိုရင်တော့ကျွန်တော်အနေနဲ့လေ QA ဝင်တာကိုနောက်တစ်ယောက်အချိန်မီပေးတော့မှာဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ weekly web တစ်ပတ်ကိုရမယ် brother ပါ weekly web တစ်ပတ်ကိုတော့ Horika brother ရမှာပဲဖြစ်ပါတယ် bro အနေနဲ့လေတရက်အတွင်းမှာကျွန်တော်ရဲ့ Telegram အကောင့်ကနေပြီးတော့လာထုတ်ရဖို့ပြောချင်ပါတယ်တကယ်လို့တရက်အတွင်းမှာလာမထုတ်ဘူးဆိုရင်တော့ကျွန်တော်အနေနဲ့ဝင်တာကိုအချိန်မီပေးတော့မှာပါဒါနဲ့ဒီ video ရဲ့ comment မှာပထမဆုံး comment မဲ့တဲ့လူကို diamond ဆက်တလုံးကျွန်တော်က QA ပေးတော့ပါမယ် comment မဲ့တဲ့နေရာမှာလည်း ID နဲ့စာပါကိုတခါတည်းမှန်းခဲ့ကြပါဒါဆိုရင်တော့ video လေးကိုပြန်ဆက်လိုက်ပါမယ်နောက်တစ်ခုကတော့ quantum chat ပါ quantum chat ဆိုတဲ့ ambulance ကိုကျွန်တော်ကယူရမယ်ဆိုရင်တော့ enemy ကို base ထားတဲ့ damage ပေးလိုက်တဲ့အခါမှာကိုယ့်ရဲ့ movement speed က30%မြန်သွားမှာဖြစ်ပြီးတော့အဲ့လို30%မြန်တာကလည်း 1.5 second ထိကြာပြီးမှဖြစ်ပါတယ်ဒါတွေမကသေးပဲနဲ့ enemy ကိုအဲ့လိုမျိုး damage ပေးလိုက်မယ်ဆိုရင်85နဲ့180သွေးကိုကျွန်တော်တို့က level လိုက်ရရှိမှာဖြစ်ပါတယ်ဒီ ambulance လေးရဲ့ cooldown ကတော့10 second ကြာရှိမှာဖြစ်ပါတယ်နောက်တစ်အမလန်တစ်ခုကတော့ War Crime ပါ War Crime ဆိုတဲ့အမလန်ကတော့ကျွန်တော်တို့က enemy ကိုခဏလေးကျွန်းမှာ damage 3ခါထိပေးလိုက်မယ်ဆိုရင်အောက်မှာအခုလိုမျိုးလေးပေါ်လာမှာဖြစ်ပြီးတော့အဲ့လိုမျိုးပေါ်နေတဲ့အချိန်တွင်းမှာကျွန်တော်တို့ရဲ့ damage တွေအကုန်လုံးကို100%ကျော်ထိတိုးမြင့်ပေးမှာဖြစ်ပါတယ်အဲ့လို100%တိုးမြင့်ပေးရကလည်း6စက္ကန့်ထိကြာမြင့်မှာဖြစ်ပြီးတော့ဒီအမလန်ရဲ့ cooldown ကလည်း6စက္ကန့်ထိကြာမြင့်မှာဖြစ်ပါတယ်နောက်တစ်အမလန်ကတော့ Temporary Rain ပါ Temporary Rain ဆိုတဲ့အမလန်ကတော့ကျွန်တော်တို့က Ultimate သုံးလိုက်မယ်ဆိုရင်ခြားစပယ်တွေရဲ့ cooldown တွေကို 1.5 ထိရှော့ချပေးမှာဖြစ်ပါတယ်တကယ်လို့ Ultimate သုံးတဲ့အချိန်တွေမှာ base spell ဝယ်သုံးလိုက် 1.5 shot ကိုမှ cooldown လဲမှာဖြစ်ပါတယ်အဲ့လိုမျိုးလဲမှာကလည်း4စက္ကန့်ထိကြာမြင့်မှာဖြစ်ပါတယ်ဒီအမလန်လေးလှုပ်တဲ့အချိန်ကလည်း4စက္ကန့်တောင်မှအလုပ်လုပ်မှာဖြစ်ပါတယ်တကယ်လို့အဲ့လိုမျိုးအမလန်လေးအလုပ်လုပ်နေတဲ့4စက္ကန့်တွေမှာကျွန်တော်တို့ကကေးရလိုက်မယ်ဒါမှမဟုတ်လည်းအစစ်ရလိုက်မယ်ဆိုရင်တော့နောက်2စက္ကန့်ထိကိုပူတိုးပြီးအလုပ်လုပ်ပေးမှာဖြစ်ပါတယ်ဒီအမလန်လေးရဲ့ cooldown ကတော့20စက္ကန့်ကြာရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Conclusive Blood ပါ Conclusive Blood ဆိုတဲ့အမလန်လေးကိုကျွန်တော်တို့ကဆက်ထားမယ်ဆိုရင် base ထက်နဲ့ enemy ကိုပဲဖြစ်ဖြစ်ဒါမှမဟုတ် crit jungle crit ကိုပဲဖြစ်ဖြစ်ဒါမှပေးလိုက်မယ်ဆိုရင်တော့ခုပေးနာမှာအဝိုင်းတစ်ခုပေါ်လာမှာဖြစ်ပြီးတော့အချိန်တစ်ခုကြာတာနဲ့ဘုံလိုမျိုးပဲချပေါက်မှာဖြစ်ပါတယ်ဒီအမလန်ကတော့ cooldown 15စက္ကန့်ကြာရှိမှာဖြစ်ပါတယ်နောက်ထပ်အမလန်တစ်ခုကတော့ Killing Spree ပါ Killing Spree ဆိုတဲ့အမလန်ကိုကျွန်တော်တို့ကယူရမယ်ဆိုရင်သွေး300%တောင်ရောက်နေတဲ့ enemy ကို damage ပေးလိုက်မယ်ဆိုရင်ကိုယ့်တို့ရဲ့15%ကိုပြန်ရရှိမှာဖြစ်ပြီးတော့20% movement speed ကိုလည်းရရှိအောင်မှာဖြစ်ပါတယ်အဲ့လို20% movement speed ကိုလည်းကျွန်တော်ကအဲ့လို20% movement speed ကိုကျွန်တော်တို့က3စက္ကန့်ထိရရှိမှာဖြစ်ပါတယ်ပြီးတော့ GM လန်ရဲ့ cooldown ကလည်း30စက္ကန့်ထိကြာမြင့်မှာဖြစ်ပါတယ်နောက်ထပ်အမလန်လေးကတော့ GM လန်လေးပဲဖြစ်ပါတယ် GM လန်လေးကိုကျွန်တော်တို့ကယူရမယ်ဆိုရင်5စက္ကန့်အတွင်းမှာ enemy တို့ရဲ့9% damage ကိုကျွန်တော်တို့က3ခါစလိုက်ပေးလိုက်မယ်ဆိုရင် enemy ကို162ကနေပြီးတော့950 attack damage အထိကို level လိုက်အပူအနေနဲ့ပေးတော့မှာဖြစ်ပါတယ်ဒါကတော့အခုလိုမျိုးမီးလောင်ပြီးပေးတာပေါ့နော်နောက်တစ်ခုကတော့ Brace Smite ပါ Brace Smite ဆိုတာကတော့ fighter တွေတော်တော်များများအတွက်အသုံးဝင်တဲ့အမလန်လေးတစ်ခုဖြစ်ပါတယ်ဒီအမလန်လေးကစပယ်ကိုအာကိုပြီးချားတဲ့ fighter တွေမှာဆိုရင်ပိုပြီးအသုံးများပါတယ်ဥပမာလက်ဘူးချွတ်စလာစားတဲ့ fighter တွေမှာအသုံးများပါတယ်ဘယ်လိုလုပ်လို့လဲဆိုရင်တော့ enemy ကို damage ပေးလိုက်မယ်ဆိုရင်ကိုယ့်တို့ရဲ့900%ကိုပြန်တက်စီမှာပဲဖြစ်ပါတယ်ပြီးတော့ဒီအမလန်ရဲ့ cooldown ကလည်း6စက္ကန့်ထိပဲကြာမြင့်မှာဆိုတော့ fighter တွေအတွက်အတော်လေးအသုံးဝင်တဲ့အမလန်တစ်ခုပါပဲFocusing Map ဆိုတဲ့ ambulance ကိုကျွန်တော်တို့ကယူရမယ်ဆိုရင် enemy hero တစ်ကောင်ကို damage ပေးလိုက်တဲ့အခါမှာကိုယ်နာမှာရှိရဲကိုယ့်ရဲ့ teammate က6% damage အပူကိုရရှိမှာဖြစ်ပြီးတော့10% movement speed ကိုလည်းရရှိအောင်ပါပါဒီ ambulance ရဲ့ကြာချိန်ကတော့3စက္ကန့်ဖြစ်ပြီးတော့ဒီ ambulance ကိုနောက်ထပ်3ဖို့ဆိုရင်တော့ကျွန်တော်တို့က cooldown ကို4စက္ကန့်ထိပဲစောင့်ရပါတယ်နောက်ထပ် ambulance တစ်ခုကတော့ Weakness Finder ပါ Weakness Finder ဆိုတဲ့ ambulance လေးကိုကျွန်တော်တို့ကသုံးရမယ်ဆိုရင် base ထက်နဲ့ enemy ကို damage ပေးလိုက်တဲ့အခါမှာ enemy က90%လောက်မှ slow ရမှာဖြစ်ပါတယ်အဲ့ဒီလို slow မှလည်းဖြစ်တယ်လို့မျိုး enemy attack speed ကိုလည်း300%ထိရှော့ချပြမှာဖြစ်ပါတယ်ဒါပေမဲ့ enemy ရဲ့ slow မဲ့အချိန်တွေ enemy ရဲ့ attack speed ကိုရှော့မဲ့အချိန်တွေက10စက္ကန့်နဲ့ဆိုတော့ဘာသာလို့တော့အရင်ကအတုံးဝင်ခြင်းမှဝင်မှာပါဒီအမလန်လေးရဲ့ cooldown ကတော့10စက္ကန့်ကြာရှိမှဖြစ်ပြီးတော့
ဘေးတစ်ချက်ပြတိုင်းမှာတစ်စက္ကန့်စီရော့ပြီးမှဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုတစ်စက္ကန့်စီရော့ရဲဆိုတာကလည်းပထမဆုံး3ချက်ကိုပဲရော့ပြီးမှာပါတကယ်လို့ကိုက3ချက်လည်းပြစ်ဘူးသွားကြီးကိုရောင်းကိုလည်းတစ်စက္ကန့်စီရော့ပေးပြီးသွားပြီဆိုရင်ကိုကဘလောက်ဝက်ဆက်ပြကိုရောင်းကဆက်ပြီးရော့တော့မှာမဟုတ်ပါဘူး ကျွန်တော်ရဲ့ဒီနေ့ MLN အကြောင်းဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘယ်သားအနေနဲ့လည်းနားလည်ကြမလို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဒီလိုဗီဒီယိုကြီးတင်ပေးတော့မှာမဟုတ်လို့စင်ပြေရဆိုရင် like လေးပေးပြီးတော့ channel ကို subscribe လုပ်ခဲ့ကြပါလို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်ဖိတ်ပါနောက်ပြီးမှပြန်တွေ့ကြပါမယ်